brother တော့အားလုံးမင်္ဂလာနော် brother အားလုံးမင်္ဂလာပါကျွန်တော်ဒီကနေ့ကတော့ website လေးတစ်ခုပေါ့နော်ဒီကောင်လေးကရေရှည်တော့မခံဘူးသူကကျွန်တော်မြန်လေးတော့တူးရမယ်ပေါ့နော်ခုမှအသစ်ကလေးဖြစ်တယ်ညနေတော့ဗီဒီယိုလုပ်ထားတာကိုကျွန်တော်ခုမှတင်ဖြစ်မယ်ပေါ့နော်ခုမှကျွန်တော်လုပ်ဖြစ်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာပေါ့နော်4 point ဒီမှာပေါ့နော်သူကကျွန်တော်တို့ free မရအောင်เนาะကျွန်တော်တခုပြောမယ် free မရဘူးဒီလောက free ပါကျွန်တော်ဒီမှာ VMB 1အနည်းဆုံးကျွန်တော်တို့ကရင်းထားရမယ်ပေါ့နော်သူက VMB 1ကို4.20 USDT ကျွန်တော်ရင်းရမယ်ပေါ့နော်အဲ့ဒါဆိုကျွန်တော်မြန်မာငွေနဲ့ဆို1000ကျော်2000ဝန်းကျင်လောက်တော့ကျမယ်ပေါ့နော်ဒီလောက်ကတော့ကျွန်တော်တို့တွေပေါ့နော်ရင်းနှီးရှိထားမှကျွန်တော်တို့ရမယ်ခရစ်တိုလောကမှာဆိုလို့ရှိရင်တော့အဲ့လိုမျိုးနည်းနည်းရင်းနှီးမလို့ဆိုတော့မရှိဘူးပေါ့နော်ရင်းတော့ပို့ပြီးရတယ်ပေါ့နော်โอเคအဲ့တော့ကကျွန်တော်တို့ပေါ့နော်ဒီ gain link လေးကိုတော့ကျွန်တော်ဒီ YouTube ရဲ့discussion မှာဖော်ပြထားမယ်တကယ်လို့မရအောင်ဆိုလို့ရှိရင်တော့ကျွန်တော် channel link ပေးထားမယ်အဲ့ channel ကနေသွားပါတော့တချို့လူတွေက YouTube ကနေဒါတွေသွားလို့ရှိရင် line ကျတယ်ပေါ့နော်တော်တော်လေးကျပြီးတော့ကျွန်တော်တို့ပေါ့နော်မပေါ်ဘူးအဲ့တော့ကျွန်တော် channel မှာ link ချထားပြီအဲ့ link ကနေကျွန်တော်ဒါတိုင်းဝင်လိုက်လို့ရတယ်ပေါ့နော်ကျွန်တော် Telegram မှာရိုက်ဆိုင်တော့ brother မပေါ်ပါဘူး okay အဲ့တော့ကျွန်တော်တို့ကဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာ VMB လေးကိုကျွန်တော်တို့လာလိုက်မယ်ပေါ့နော် brother ရင်းညင်တဲ့သူတွေဆိုလို့ရှိရင်ရင်းလို့ရပါတယ် VMB လေးကိုကျွန်တော်လာမယ်လာပြီးသွားရင် VMB 1လေးကိုတော့ကျွန်တော်ဖြည့်ပေးရမယ်ပေါ့နော် VMB 1လေးကိုကျွန်တော်တို့ကရင်းလိုက်မယ်သူကတရက်ကို 1.4 USD ကျွန်တော်ပြန်ရမယ်ပေါ့နော်ဒီမှာ17 USDT ရင်းလို့ရှိရင်တရက်ကို 3.8 USDT ရမယ်ပေါ့နော်သူကအမောက်ကလေးဒီမှာအောက်ဆိုလို့ရှိရင်လည်းဒီမှာဒေါ်လာ3000ရင်းလို့ရှိရင်1350တရက်ကိုပြန်ရမယ်ပေါ့နော်သူကအဲ့လိုတော့ပြထားပေးတယ် okay ကျွန်တော်ကဒီအနည်းဆုံးပမာဏကိုကျွန်တော်က VMB 1လေးကိုကျွန်တော်ဝယ်ပြပေးမယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီကောင်လေးကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးတော့ပြီဆိုလို့ရှိရင် confine လေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီမှာသူကကျွန်တော်တို့ငွေသွင်းဖို့အတွက်ကဒီမှာငွေသွင်းဖို့အတွက်ကကိုချက်တဲ့ဟာနဲ့သွင်းလို့ရဒါပေမဲ့ကျွန်တော်တို့က 4.2 USDT ပဲကျွန်တော်ကသွင်းมาဖြစ်တဲ့အတွက်ဒီအပေါ်က BP20 USDT တို့ဒီကောင်နေနဲ့သွင်းလို့မရဘူးပေါ့နော်ကျွန်တော်က BNB နဲ့မှသာလိုက်ရင်ကျွန်တော်ရမယ်ပေါ့နော်ဒီ BNB လေးနဲ့သာလိုက်ရင်ကျွန်တော်ကသွင်းလို့ရမယ် okay အဲ့တော့ကျွန်တော် BNB လို့တစ်ချက်နှိပ်မယ်နှိပ်ပြီးသွားလို့ရှိရင်ဒီကောင်လေးကိုကျွန်တော်တို့က wallet address လေးကိုကျွန်တော်တို့က copy ယူလိုက်မယ်ပေါ့နော်ဒီ gain ကိုထည့်မှာဖြစ်တဲ့အတွက် copy ယူပြီးသွားရင်တော့ Binance ထဲကိုလာမယ်ပေါ့နော်okay Binance ထဲကိုရောက်ပြီဆိုလို့ရှိရင်တော့ BNB ကိုထည့်မှာဖြစ်တဲ့အတွက် BNB coin ကျွန်တော်တို့ကရှိထားမှရမယ်ပေါ့နော် okay BNB coin မရှိသေးဘူးဆိုလို့ရှိရင်ကျွန်တော်နဲ့တူတူဒါလိုက်တိုင်းပြီးတော့ like လုပ်လိုက်ပါဒါမှမဟုတ်ရင်ရှိရဆိုလို့ရှိရင်လည်းလောက်တယ်ဆိုရင်ကြော်သွားလိုက်ပါပေါ့နော်ကြော်ပြီးနည်းနည်းလေးကြီးလိုက်ပါ okay အဲ့တော့ကျွန်တော်ကဒီကောင်မလုပ်ရသေးတဲ့လူတွေအတွက်ကျွန်တော်ပြပေးမယ်ရှိမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်တော်တော်များများရှိလောက်မယ်လို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်ကပြပေးမယ်ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာပေါ့နော်ကျွန်တော်မှာကဒီမှာ5 USDT ရှိရပါတော့အဲ့တော့ကျွန်တော်က Fusion ကိုတစ်ချက်လာလိုက်မယ်လာလိုက်တဲ့အချိန်မှာ 4.40 ပဲရှိတယ်တော့ဒီမှာ support တွေကိုကြာတော့ဒီမှာ1 USDT ရှိ support ထဲမှာကြာရင်တော့ support ထဲမှာရှိတဲ့ coin ကိုကျွန်တော်တို့ကဒီဘက်က Fusion တွေကိုကျွန်တော်တို့ကပို့ပေးရမယ်ပေါ့နော် Fusion တွေကိုပို့ပေးရမယ် Fusion တွေကိုပို့ပေးလို့ရှိရင်တော့ကျွန်တော်ဒီမှာဘယ်လောက် USDT ပို့ပေးမှလဲပို့ပေးလို့ရတာပေါ့နော်ပို့ပြီးတော့မှသာလိုက်ရင်ကျွန်တော်တို့ကဒီပေါ့နော် convert ကိုကျွန်တော်တို့ကလုပ်လို့ရမယ်ပေါ့နော်ဒီကောင်ကို BNB ကိုကျွန်တော်ဝယ်ရမယ် Fusion နဲ့ကိုလာပြီးတော့ဒီ Fusion လေးတွေကိုကျွန်တော်တို့လာလိုက်ပေါ့နော်လာပြီးသွားလို့ရှိရင် USDT လို့ကျွန်တော်တို့လဲလုပ်မယ်ပေါ့နော်လုပ်ပြီးသွားရင်ကျွန်တော်ဒီ convert ဆိုတဲ့ဥစ္စာလေးရှိတယ်အဲ့ကောင်လေးကိုကျွန်တော်တို့ကနှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးသွားပြီဆိုရင်ကိုပြောင်းနေတဲ့ coin ပမာဏကိုပြောင်းလို့ရတယ်ကျွန်တော်ကဒါလိုက်တန်းပြီးတော့ပြောင်းပေးလိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့ brother တို့လည်းတချို့ဒီ support ထဲမှာရှိနေမှာပေါ့နော် okay အဲ့တော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာ transfer ကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော် transfer ကိုကျွန်တော်နှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ဒီမှာကိုကဘယ်ထဲကိုပို့ချင်လဲဆိုတော့သူကရှိတယ်ပေါ့နော်ဒီမှာ Fusion ကနေ support ထဲကိုပို့မလားဒီမှာပေါ့နော်ဘယ်လိုပို့ချင်လုံးပေါ့နော် okay အဲ့တော့ကျွန်တော်ကဒီမှာ support ထဲကနေ Fusion ကိုပို့မယ်ပို့မှာဆိုတော့ဘာပို့မှာလဲဆိုဒီကောင်ကိုပို့ချင်တဲ့ coin ကိုရွေးမယ်ပေါ့နော်ရွေးပြီးသွားပြီ okay ရွေးပြီးသွားပြီဆိုလို့ရှိရင် USDT လေးကိုကျွန်တော်တို့ကပြောင်းလိုက်ပြီးဖြစ်ပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာကို့မှာရှိတယ်ဥပမာပေါ့နော်ကိုကဘယ်နဲ့ USDT ရှိလဲပေါ့ဒီကောင်ကကျတော့ဘာလဲဆိုတော့ support ထဲကိုရောက်တဲ့ USDT နေဘာနေပေါ့နော်သူကကျွန်တော်တို့ဥပမာပေါ့ gain တွေကထုတ်လာတဲ့ USDT တွေဆိုလို့ရှိရင်ဒီထဲကိုပဲရောက်မယ်ပေါ့နော်ရောက်ပြီးမှသာလည်းကျွန်တော် free နဲ့ကိုပို့ရမယ် fee ကြီးတော့မပေးရဘူး okay ကျွန်တော်ဒီမှာ1 USDT ပြောင်းမယ်ပြောင်းပြီးသွားရင်ကျွန်တော်တို့ကဒီ confine လေးကိုကျွန်တော်တို့ကနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာရောက်လောက်ပြီပေါ့နော်ဒီမှာ okay ဒီမှာနှုတ်သွားပြီပေါ့နော်ချက်ချင်းနှုတ်သွားပြီနှုတ်သွားပြီဆိုကျွန်တော် Fusion နဲ့ကိုတစ်ချက်သွားလိုက်မယ်ဒါကျွန်တော်လုပ်ပြပေးတာ okay ဒီမှာ 5.41 ဆိုပြီး Fusion မှာချက်ချင်းရောက်လာပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ပေါ့နော်ဒီမဲ့ USDT လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်အဲ့ကောင်လေးကျွန်တော်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီ convert လေးကိုလာလိုက်မယ် transaction ဆိုတာလေးတစ်ခုရှင်းပြပေးမယ်ပေါ့နော် transaction ကိုကျွန်တော်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီပို့တာကိုပြောချင်တာပေါ့နော် spot wallet ထဲကိုကျွန်တော်တို့ပြန်ပို့တာကိုပြောချင်တာအဲ့တော့ကျွန်တော်တို့က convert ကိုကျွန်တော်နှိပ်လိုက်မယ်နှိပ်ပြီးသွားပြီဆိုရင်ကိုကြိုက်တဲ့ coin ပမာဏကိုကျွန်တော်တို့ကဝယ်မယ်ပေါ့နော်ဝယ်မယ်ဆိုတော့ကျွန်တော်ကဒီမှာ USDT ဖြစ်နေရမယ်ပေါ့နော် from
ကနေပြီးတော့မှတူတို့เนาะဟိုအဲ့တော့ကျွန်တော်က USDT ကနေပြီးတော့မှကိုကြိုက်တဲ့ coin ကိုကျွန်တော်တို့ကဝယ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က BNB ကိုဝယ်မှာဖြစ်တဲ့အတွက် BNB ဆိုပြီးကျွန်တော်ရိုက်ချလိုက်ရင်အပေါ်ဆုံးမှာဒီပေါ့နော်ပေါ်လာမယ်အဲ့ຢာလေးကိုကျွန်တော်တို့ရွေးပေးရမယ်ရွေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဥမာပေါ့နော်ကျွန်တော်တို့က block အဲ့မှာ BNB ကကျွန်တော်တို့ block လိုမယ်ဆိုတာကျွန်တော်ဒီမှာပြပေးမယ် 0.04 ဒေါ်လာဆို 0.00 H လောက်ကျွန်တော်တို့လိုမယ်ပေါ့နော် H လောက်လိုမယ်အဲ့တော့ကျွန်တော်တို့ဒီမှာပေးလိုက်မယ် 0.00H ကျွန်တော်တို့ထုတ်ပေးလိုက်မယ်เนาะဒီမှာကတော့သူက 0. ဒီမှာပေါ့နော်4.4 သူတို့ USD ပေးရမယ်ပေါ့နော်ကျွန်တော်အဲ့မှာလွှဲပေးလိုက်လို့ရှိရင်လည်းကျွန်တော်ဒီ coin ကိုကျွန်တော်တို့ပြန်ရောင်းပြီးတော့မှကျွန်တော်ဒီထက်ကိုပြန်လာပြီးတော့မှအလကဟတ်တက်တော့မဖြစ်ဘူးပေါ့နော်ဟိုအဲ့တော့ကျွန်တော်ဒီမှာပေါ့နော်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာတချို့လူတွေအတိအကျလုပ်ချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာ7H လောက်ဆိုရင်ကျွန်တော်ကြည့်လိုက်ပါ4.2 USD ရ Fiji နဲ့ဆိုတော့ 0.00 4.2 ဆိုရင်ကျွန်တော်အဆင်ပြေတယ်ကျွန်တော်က8လောက်လုံးလိုက်မယ်ပေါ့နော်4.4 ဆိုတော့နည်းနည်းတော့များတယ်ပေါ့နော် Fiji ကဘယ်လောက်ပေးရမလဲကျွန်တော်ကမသိလို့မို့ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့0.0.079 ကျွန်တော်ကထည့်ကြည့်လိုက်မယ်ပေါ့နော်ဒါဆိုရင်တော့မစိုးဘူးကျွန်တော် Fiji လေးလောက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလောက်ပဲလောက်လိုက်ပါလောက်ပြီးသွားပြီဆိုရင်ဒီ preview လေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်မယ်ကျွန်တော်က H လောက်လိုက်မယ်လူပူမလို့ပေါ့နော် Okay အဲ့တော့ကျွန်တော်ဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ6 second ကျွန်တော်တို့စောင့်ပေးရမယ်ပေါ့နော်သူကဒီမှာ coin ဈေးနှုန်းတွေလည်းရှိရပေါ့နော်ဒီမှာပေါ့နော်ဒီကောင်တစ် coin ကို1 USDT ပေါ့နော် 0.001 ကိုကျွန်တော်တို့က1 USDT ရှိမယ်အဲ့ဟာနှိပ်ပြီးတော့ကျွန်တော် confine လုပ်လိုက်တာနဲ့ကျွန်တော်တို့ 0.008 ကိုကျွန်တော်တို့ကဝယ်ပြီးသွားပြီပေါ့နော်ဒီမှာချက်ပြန်ထွက်လိုက်မယ်ထွက်ပြီးတော့ကျွန်တော်ဒီမှာလာကြည့်လိုက်မယ်ပေါ့နော်ဒါက error နည်းနည်းတက်နေတယ် Okay ဒီဟာလေးကိုပြန်ပြောင်းလိုက်မယ် Okay ဒါဆိုရင်ကျွန်တော်ကဒီမှာ coin ဝယ်ပြီးသွားပြီပေါ့နော်ဒီ coin ကဘာလဲဆိုတော့ကျွန်တော် Feudin မှာကျွန်တော်ခုန USDT ကိုကျွန်တော်ကဝယ်ပြီးသွားတာဖြစ်တဲ့အတွက်ဒီမှာပေါ့နော်ဒီမှာ USDT ကကျွန်တော်စီမှာကရှိတဲ့ဥစ္စာကိုသူနှုတ်သွားပြီပေါ့နော်ကျွန်တော်မှာ 0.9 ပဲကျန်တော့တယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ကရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကခုနကBNB တဲ့ကိုခုန copy လာဥစ္စာလို့ကျွန်တော်စတင်ပြီးလှုပ်ရှားလို့ရပြီပေါ့နော် Okay ဒီမှာစပြီခုန BNB မွေရသေးတဲ့သူတွေဒီမှာစပြီပေါ့နော်ဒီမှာဝယ်ပြီးသားသူတွေကတော့ကျွန်တော်ဒီမှာဒီကနေရောစပြီးကြည့်ရတော့မယ်ပေါ့နော် Okay အဲ့တော့ကျွန်တော် home လေးကိုကျွန်တော်လာလိုက်မယ် home လေးကိုလာပြီးသွားလို့ရှိရင်ကျွန်တော် F1 ကိုနှိပ်လို့ရတယ်ဒါမှမဟုတ်ခုနကျွန်တော်ကိုပိုင် wallet ထဲကိုလာပြီးတော့ဒီ F1 လေးကိုနှိပ်လို့လည်းရတယ်ဒါကတော့ကျွန်တော်တို့ကငွေလွှဲငွေထုတ်ကိုပြောချင်တာကျွန်တော်တို့လောက်ရမှာကစန့်ကိုကျွန်တော်တို့ကနှိပ်ရမယ်ပေါ့နော်ဒီစန့်လေးကိုကျွန်တော်တို့ကနှိပ်ပြရမယ်ကိုပိုင် wallet ထဲကိုလာရမယ်ပေါ့နော်ခုနကဆိုကျွန်တော်မှားပြောလိုက်တာ sorry ပါကျွန်တော်ဝယ်ရောင်းနေတယ်ကျွန်တော်ရောသွားလို့ပါ Okay ဒီစန့်လေးကိုကျွန်တော်ကိုပိုင် wallet ထဲကိုလာစန့်လေးကိုကျွန်တော်နှိပ်လိုက်နှိပ်ပြီးသွားရင်ကျွန်တော်တို့ကပို့မှာဖြစ်တဲ့အတွက် on chain withdraw လေးကိုကျွန်တော်တို့ကနှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်မှာကခုနက BNB မရှိသေးဘူးเนาะခုဝယ်လိုက်တာဖြစ်တဲ့အတွက်$4.38ကို 0.00H ရောက်ပြီဆိုတော့ရှင်เนาะကျွန်တော်တို့က BNB လေးကိုကျွန်တော်တို့ကပို့မှာဖြစ်တဲ့အတွက် BNB လေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်မယ်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်ဒီမှာမပေါ်ဘူးဆိုလို့ရှိရင်လည်း BNB ဆိုပြီးတော့ကျွန်တော်တို့ကရိုက်ရှာလိုက်ရင် BNB ဆိုပြီးပေါ်လာတဲ့ဒီမှာကျွန်တော်ရဲ့ coin မောက်ပမာဏနဲ့သူကပြတ်တာပေးထားမယ်ပေါ့နော်ပြတ်တာပေးထားမယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကခုနက wallet အထွက်လေးကိုကျွန်တော်တို့ထည့်ပေးရမယ်ထည့်ပေးရမှာဖြစ်တဲ့အတွက်ခုနက wallet အထွက်လေးကိုကျွန်တော်က copy ယူလာတယ်မှန်ကိုကျွန်တော်တခြားစစ်ပါကျွန်တော်ကတော့မှန်တယ်မှန်ပြီဆိုရင်ကျွန်တော်ကဒီမှာ network ကိုကျွန်တော်တို့က BEP 20နဲ့ကျွန်တော်ကပြီးမှဖြစ်တဲ့အတွက်ကျွန်တော် BEP 20လေးကို smart chain လေးကိုကျွန်တော်နှိပ်ပေးမယ်ပုံတော့ဟာလို့နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ဒီမှာပေါ့နော်ကိုက block အမောက်ကိုကျွန်တော်ကလွှဲပေးမှာလဲဆိုတော့ 0.00H USD ကိုကျွန်တော်ကလွှဲပေးမှာပေါ့နော်ပိုလွှဲလိုက်လဲကိစ္စမရှိဘူးဘာလို့လဲဆိုတော့ဒီမှာက Fiji ကကျွန်တော်တို့ပေးရမှာပေါ့နော် Fiji ကပေးရမှာဆိုပေမဲ့ကျွန်တော်တို့ကလောက်တယ်ပေါ့နော်ခုနကကျွန်တော်ပြောသလို 0.007H ဆိုလို့ရှိရင်ကိုကျွန်တော်တို့ကလောက်တယ်ပေါ့နော်ကျွန်တော်ကလူပူမလို့သာကျွန်တော်ကထည့်ပေးလိုက်တယ်ပြီးကြလို့ရှိရင်ကျွန်တော်ကပြန်ထုတ်ရင်အဲ့ဟာတွေပဲကျွန်တော်အကုန်ပြန်ထုတ်လို့ရတာပေါ့နော်အဲ့ခိန်းတွေကနေပေါ့โอเคအဲ့တော့ကျွန်တော်ဒီကောင်လေးကိုရပြီဆိုလို့ရှိရင်ကျွန်တော်တို့ withdraw လေးကိုကျွန်တော်ကပို့ပေးလိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူကဒီမှာပေါ့နော် confine လေးကိုကျွန်တော်ကဆက်နှိပ်ပေးလိုက်မယ်ဒီမှာသူက Fiji တွေပါတယ်ねသူကနှုတ်သွားပြီဆိုတော့ကျွန်တော်ဒီမှာ4.20 ကိုကျွန်တော်10ပို့တယ်ပေါ့နော်ဟိုအဲ့တော့ကျွန်တော် confine လေးကိုကျွန်တော်နှိပ်ပေးလိုက်မယ်နှိပ်ပေးပြီးသွားပြီဆိုလို့ရှိရင်ခဏဆောင်ပေးလိုက်မယ်โอเคဒါဆိုရင် verification with key ပေါ့နော်ကျွန်တော်ရဲ့ဟိုဟာကိုသူကပြသပေးတာโอเคကျွန်တော်လက်ဖွေလေးနဲ့မလို့ကျွန်တော်လက်ဖွေလေးကိုပေးပို့လိုက်မယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့ကရပြီပေါ့နော် view history ကိုကျွန်တော်တို့တွားလိုက်မယ်တွားလိုက်ပြီဆိုသူကနှုတ်သွားပြီပေါ့နော်နှုတ်သွားပြီဆိုလို့ရှိရင်ကျွန်တော်ပြန်ထွက်မယ်
Okay အဲ့တော့ကျွန်တော်တို့က gain နဲ့ကိုတစ်ချက်သွားကြည့်မယ် gain နဲ့ကိုရောက်ပြီဆိုကျွန်တော်ဒီကောင်လေးကိုပြန်နှိပ်ပေးရမယ်ပေါ့နော်ငွေထက်မထက်တဲ့ကျွန်တော်ဒီကောင်လေးကိုပြန်နှိပ်ပေးရမယ်ပေါ့နော်ငွေလွှဲပြီးသွားပြီဆိုတော့ဒီကြောင်သူတို့ကိုပြန်လွှဲပေးရမယ် Okay ဒါဆိုရင်ခဏဆောင်ပေးလိုက်မယ်တိုက်လားဆိုတော့ကျွန်တော်ပြန်ကြည့်မယ်ပေါ့နော်ဒီမဲ့ကျွန်တော်ရဲ့မီတဲ့ကိုလာမယ် Okay ကျွန်တော် line ကျနေတယ် line ကျနေဆိုတော့ကျွန်တော်ဒီပေါ့နော် internet နဲ့ပဲကျွန်တော်လုပ်ပြပေးလိုက်မယ် Okay ဒီမှာမနော်ကျွန်တော်တို့ခုနကကျွန်တော်ပြောသလိုပေါ့နော်ပြန်နှိပ်လိုက်လို့ရှိရင်သူကငွေပို့ပြီးသွားပြီဖြစ်တဲ့အတွက်ဒီမှာပေါ့နော်ကျွန်တော်ခုနကတော့ BNB1 လေးရပွင့်သွားပြီပဲဖြစ်ပါတယ် Okay အဲ့တော့ကကျွန်တော်ဒီမှာ BNB1 ဖြစ်သွားပြီတရက်ကို 1.40 ကျွန်တော်က claim ရမယ်ပေါ့နော် Okay ဒါဆိုရင်သူက1ရက်3လပိုင်း2025 21တိုင်း51ကနေ3လပိုင်း2026မှာတက်တန်းကုန်မယ်ပေါ့နော် Okay ဒါကတော့ဒါပေမဲ့ तू ကဒီလို website တွေအဲ့လောက်ကြီးဒီမရှိဘူးပေါ့နော် Okay အဲ့တော့ကကျွန်တော်တို့ကမရှိဘူးဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ရယူကျွန်တော်က view site နေကြရမလို့ကျွန်တော်ဘိုင်းနဲ့ထဲကိုတစ်ချက်သွားမယ် Okay ဒါကတော့တိတ်ပြီးတော့ဒီမှာပေါ့နှုတ်သွားပြီပေါ့နော်ကျွန်တော်မှာ$1ပဲရှိရပေါ့နော် Okay အဲ့တော့ကျွန်တော်တို့ဒီမှာပြန်နှုတ်သွားပြီဆိုလို့ရှိရင်ကျွန်တော် gain နဲ့ကိုပြန်သွား gain နဲ့ကိုရောက်ပြီဆိုရင်တော့ဒါကကျွန်တော်ကဒီပေါ့နော်သူရဲ့ရက်ပြည့်သွားတယ်ကျွန်တော်တို့ကပြန်ပြီးတော့တရက်ပြည့်ရတယ်ကျွန်တော်ဒီကောင်ပြန် claim ရမယ်ပေါ့နော်ဒီမှာကျွန်တော်တို့ကမီတဲ့ကိုကျွန်တော်ကလာလိုက်မယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကမီတဲ့ကိုရောက်ပြီပေါ့နော်မီတဲ့ကိုရောက်ပြီဆိုလို့ရှိရင်ဒီမှာပေါ့နော်ကျွန်တော်ကခုန BNB1 whether resin amount ကကျွန်တော်တို့ဒီမှာထည့်ထားတဲ့ဥစ္စာလေးနဲ့သူကပြပြီးရတော့ total balance အဲ့တော့ကျွန်တော်ဒီမှာ withdraw လေးကိုတစ်ချက်နှိပ်ကြည့်မယ်ပေါ့နော် withdraw လေးကိုတစ်ချက်နှိပ်ကြည့်လိုက်မယ် Okay ဒီမှာ password ခံပြီးရမယ်ဒီ password ကိုတော့ brother လုံးဝဟိုတေးရာမှတ်ထားစေခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီ password မရှိရင် brother လို့လုံးလို့မရအဲ့တော့ကျွန်တော်ဒီ password ကိုကျွန်တော်ဖြည့်ပေးလိုက်မယ်ပေါ့နော်အပေါ်ဟာနဲ့အောက်ကဟာနဲ့လုံးဝအတူတူပဲဖြည့်ပေးပါ Okay ကျွန်တော်ဖြည့်ပေးလိုက်မယ်Okay ဒါဆိုရင်ကျွန်တော်ကဖြည့်ပေးပြီးသွားပြီအပေါ်ရောအောက်ရောကိုကျွန်တော်ပြောနေကြအတိုင်း password ဆိုတဲ့အတိုင်းပေါ့နော်ဒီ chest day တို့ဒီပေါ့နော် app တို့ဘာလို့ပါရမယ်ပေါ့နော် app တို့ပါရမယ်ကနန်းတွေပါရမယ်အကြီးပါရမယ်အသေးလေးပါရမယ်ပေါ့နော် A အသေးတို့ A အကြီးတို့အဲ့လိုစလုံးလေးပါရမယ်ပေါ့နော်အဲ့ဒါလေးလုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့က confine ကိုကျွန်တော်တို့ကနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာပေါ့နော်ရပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်ရဲ့ amount ပန်လာ 0.0024နိုင်ပေါ့မပြည့်သေးဘူးပေါ့နော်တရက်မပြည့်သေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကစောင့်ပေးရမယ် Okay အဲ့တော့ကျွန်တော်မနေ့ဖြန်ကြရင်ဒီလိုချိန်မှာကျွန်တော်ငွေလာထုတ်ပြပေးပါမယ် Okay ကျန်တာကတော့ကျွန်တော်ပြောစရာတော့မရှိဘူးဒီကောင်လေးကိုတော့ကျွန်တော်ရင်းထားစီခြင်းတယ်ပေါ့နော်ကျွန်တော်ငွေထုတ်မဲ့အပိုင်းကိုကျွန်တော်မနေ့ဖြန်ကြရင်ကျွန်တော်ပြပေးမယ်ပေါ့နော် Okay ဒီဗီဒီယိုလောက်ပါပေါ့နော်ဗီဒီယိုကိုဆုံးကြည့်ပြီးရ brother အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ် bye bye အားလုံးစင်မိကြပါစေနော်